မိုးဆိုးကလည်းဒုက္ခရောက်နေတဲ့သားတော်လေးကိုအယံချစ်ခင်ပြီးတော့သူ့ရဲ့သားသမီးအရင်ကလေးလိုပြုစုဆောင်ရှောက်ပေးထားပါတဲ့။ဒါပေမဲ့အဲ့ဒါတွေကဟန်ဆောင်နေရတာဖြစ်ပြီးတော့ကလေးဝတ်ဆင်ထားတဲ့အဝတ်အစားအရဘရင်သားတော်ဖြစ်မယ်ဆိုတာကိုသိသွားပြီးသူ့အတွက်ကျိုးမြတ်ရဖို့အတွက်ကြံစည်နေရပါတယ်။ဒီနေ့မှာတော့ကလေးကိုလိန်ခေါ်သွားပြီးတော့လက်ရှိမှာဘရင်ဖြစ်နေတဲ့နန္ဒစီကိုပို့ပေးပြီးသူကစုချင်းခွေတွေရရှိဖို့အတွက်ကြံစည်နေရပါတယ်။ဒါပေမဲ့နန်းမြို့ကိုရောက်တဲ့အခါမှာတော့သားတော်ကလေးကတခုခုမူမမှန်တာကိုသတိထားမိသွားပြီးပုံဆိုးရဲ့လက်ထဲကနေထွက်ပြေးသွားပါတော့တဲ့။ဒါပေမဲ့သူ့ကိုဖမ်းမိသွားပြီးတော့သူဟာဦးကြီးတော်ဖြစ်တဲ့နန္ဒနဲ့တွေ့သွားပါတဲ့ကွယ်။နန္ဒကလည်းဒီကလေးကိုသေစေချင်ပေမဲ့ဘာလို့ဒီလောက်အထိအသက်ပြင်းရတာလဲဆိုပြီးတော့စဉ်းစားနေပါတဲ့။ဒါပေမဲ့စိတ်ထဲမှာပဲမကောင်းကြံစည်နေပြီးတော့အပေါ်ရန်ကတော့ဟန်ဆောင်ပြီးသူ့တူလေးကိုတွေ့ရလို့ဝမ်းသာတယ်လို့နဲ့ပျော်ရွှင်ပြနေခဲ့ပါတဲ့ကွယ်။ဒီကလေးကိုဘာလို့ရင်ကောင်းမလဲလို့ရောက်ခမကြီးနဲ့တိုင်ပင်တဲ့အခါမှာအနားမှာထိုင်ရင်ဒုက္ခပေးနိုင်တဲ့လူဖြစ်လာနိုင်တာကြောင့်မုတ်ဆိုးကိုပဲပြန်ခေါ်သွားခိုင်းလိုက်ပါတဲ့။မုတ်ဆိုးဟာသားတော်လေးကိုတောနဲ့ကြီးထဲကိုမျက်လုံးကိုအဝတ်နဲ့စီးပြီးတော့ခေါ်ဆောင်သွားကပြစ်ထားခဲ့ပါတော့တဲ့ကွယ်။အမောင်ထုတွေကြီးစိုးနေတဲ့ညနဲ့ကြီးထဲမှာသားတော်လေးကလည်းအရင်ကြောက်ပေမဲ့ကိုယူပြီးတော့လမ်းစရှာဖွေနေခဲ့ပါတဲ့။အဲ့ဒီအခါမှာကံကောင်းစွာနဲ့ပဲရတိတပားနဲ့တွေ့ပြီးတော့သားတော်လေးကကေတင်တာကိုခံလိုက်ရပါတဲ့ကွယ်။အဲ့ဒီရတိကတော့တခြားသူမဟုတ်ပဲနှစ်ပေါင်း8000ကျော်အသက်ရှင်နေထိုင်ခဲ့ပြီးထူးခြားတဲ့စွမ်းအားတွေကြောင့်အခုလိုမျိုးအသက်ကိုရှက်တန့်ပြီးတော့ငယ်ရွယ်နှုတ်ပြိုနေတာဖြစ်ပါတဲ့။ရတိကြီးကသားတော်လေးကိုကျင့်စဉ်တွေမျိုးစုံသင်ပေးပြီးတနေ့မှာတော့တောရဲကကူတစ်ခုကိုခေါ်ဆောင်သွားခဲ့ပါတော့တဲ့။ဒီကူကြီးဟာတာမန်ကူမဟုတ်ပဲနဲ့ထူးခြားတဲ့မော်အစွမ်းတွေရှိပြီးတော့ကျင့်စဉ်တွေကိုပို့ပြီးတော့အစွမ်းထက်အောင်ကူညီပေးနိုင်ပါတဲ့။ဒီလိုနဲ့သားတော်လေးကလည်းဒီကူထဲမှာပဲကျင့်တန်နေထိုင်ရင်းနဲ့အရွယ်ရောက်လာခဲ့ပါတဲ့။သားတော်လေးဟာအသက်16နှစ်အရွယ်ငယ်ရွယ်နှုတ်ပြိုတဲ့ခန္ဓာကိုယ်နဲ့အတူစိတ်ဓာတ်ကလည်းတက်ကြွနေရကြောင်းသူ့ရဲ့မိဘတွေကိုရှာဖွေဖို့အတွက်ထွက်သွားမယ်လို့ယသိကြီးကိုပြောလိုက်ပါတဲ့။ဒါပေမဲ့ယသိကြီးကတော့အခုလိုအနေအထားကရန်သူတွေကိုအနိုင်ယူနိုင်တဲ့အခြေအနေမရှိသေးတာကြောင့်ကျင့်စဉ်တွေကိုဒီထက်ပိုကျင့်ပြီးတိုးတက်အောင်လုပ်ဖို့အတွက်ဖြောင်းဖြပြောဆိုလိုက်ပါတဲ့။ဒါနဲ့ပဲသားတော်လေးကလည်းယသိကြီးရဲ့စကားကိုနားထောင်ပြီးတော့ကျင့်စဉ်တွေကိုပုံမအစမ်းထက်အောင်လို့လေ့ကျင့်နေခဲ့ပါတဲ့။ဒီလိုနဲ့တရက်မှာတော့စမ်းကြောင်းကလေးနားမှာလမ်းလျှောက်နေတော့လှပတဲ့ကြားပန်းကလေးတွေကတဏှာကိုမျောသွားတာကိုတွေးလိုက်ရှာပါတဲ့။ဂျာနဲ့ပဲမင်းသားလေးကလည်းစူးစမ်းပြီးတော့လိုက်ကြည့်တဲ့အခါမှာအရန်ကိုမှလှပတဲ့မိန်းမပြိုလေးတယောက်ကိုတွေးလိုက်ရှာပါတဲ့။အရန်ကိုလှပတဲ့မိန်းမပြိုလေးတွေကြားထဲမှာပူပြီးတော့လှပတဲ့ကောင်မလေးတယောက်လည်းရှိနေပါတဲ့။သူတို့တွေဟာဂျာပန်လေးတွေနဲ့အတူပျော်ရွှင်စွာရေကစားပြီးရဲ့နောက်ရှေးအောက်ထဲကိုနေမြုပ်ပြီးတော့ပျောက်ကွယ်သွားခဲ့ကြပါတဲ့။မင်းသားလေးကတော့သူတို့တွေရေနစ်သွားပြီးချင်းပြီးတော့ကဲတင်ဖို့ရေထဲကိုလိုက်ရှာတဲ့အခါမှာတယောက်ကူမှရှာမတွေ့ရဘဲနဲ့ပျောက်ဆုံးသွားခဲ့ကြပါတဲ့။ဒီလိုထူးဆန်းတဲ့အဖြစ်အပျက်ကဘာလဲဆိုတာကိုမင်းသားလေးလည်းအချိန်အတော်ကြာတဲ့အထိစဉ်းစားလို့မရခဲ့ပါဘူးတဲ့ကွယ်။ဒီအကြောင်းကိုသေချာသိကျင်လို့ပြက်ကန်းတစ်ပိတ်ကတစ်ပင်ကြီးမှအိပ်ပြီးတော့စောင့်နေခဲ့ပါတဲ့ကွယ်။နောက်တနေ့မနက်မှာတော့ရေထဲကနေမိမပြုတ်လေးတွေထွက်လာပြီးတော့ထုံးစံအတိုင်းရေကစားနေကြပြန်ပါတဲ့။ဒါနဲ့ပဲမင်းသားလေးကလည်းတစ်ပင်ပေါ်ကနေဆင်းလာပြီးတော့မိန်းကလေးတွေနဲ့စကားပြောလိုက်ပါတဲ့။ဒီအခါမှာမိမပြုတ်လေးတွေအကုန်လုံးကအရန်ကိုထိတ်လန့်သွားခဲ့ပြီးတော့ရှေ့လေးကိုငုတ်ကထွက်ပြေးသွားကြပါတဲ့ကွယ်။မင်းသားလေးကလည်းချက်ချင်းပဲရေထဲကိုလိုက်ဆင်းပြီးဖမ်းတဲ့အခါရှေ့ထဲမှာရေဝဲကြီးတစ်ခုကိုတွေ့လိုက်ရပါတဲ့။သူဟာရေဝဲကြီးကိုဘလို့မှရှောင်လွှဲလို့မရနိုင်တာကြောင့်
ရေဝဲကြီးစီကနေစုပ်ယူခြင်းကိုခံလိုက်ရပြီးတော့ရေအောက်ကိုနင်းမြုပ်သွားခဲ့ပါတော့တဲ့ကွယ်သူတတိရောက်လာတဲ့အခါမှာတော့ရေအောက်နန်းတော်တစ်ခုကိုရှောင်နေတာကိုတွေ့လိုက်ရပါတဲ့တကယ်တော့ဒါဟာတကားမျိုးတွေရဲ့နန်းတော်တစ်ခုဖြစ်ပြီးတော့မင်းသမီးလေးတွေကရှေးဘော်ကိုတက်ပြီးတော့ဆော့ကစားရှင်နေအခုလိုမျိုးမင်းသားလေးကတွေးရှိသွားတာဖြစ်ပါတဲ့တကားပြင်ကြီးကလည်းအရန်ကိုသဘောထားကောင်းတဲ့သူဖြစ်ပြီးမင်းသားလေးကိုဒီမှာပဲလေပတ်နေထိုင်ခွင့်ပြုခဲ့ပါတဲ့မင်းသားလေးဟာငကားမျိုးတွေရဲ့နန်းတော်ထဲမှာနေရတာကအရန်ကိုပြောစရာကောင်းပေမဲ့ရသေးကြီးစိတ်ပူနေမှစိုးရိမ်တဲ့အတွက်ကြောင့်ပြန်ခွင့်တောင်းလိုက်ပါတဲ့ဒီအခါမှာငကားဘီရင်ကြီးကသူ့ရဲ့ရွှေရောင်ငကားဦးချိုတစ်ခုကိုမင်းသားလေးကိုပေးလိုက်ပါတဲ့အဲ့ဒီအရာဟာအရန်ကိုအစွမ်းထပ်ပြီးတော့ခက်ခဲကြမ်းတမ်းနေတဲ့အချိန်တွေမှာဒေတာကူညီပေးနိုင်မယ်လို့ဆိုပါတဲ့